ကိုအမြဲတမ်းတတိထားနေခြင်းဟာအသိပညာတိုးတက်ခြင်းအကြောင်းတရားထုတ်တယ်ဆိုတာလေကိုယ့်ကိုတတိထားနေခြင်းသာဖြစ်တယ်ခုနကကိုယ်စိတ်ထဲမှာစိတ်တ ानु ပဒနာလို့ဆိုတဲ့ထဲမှာနော်ငါစိတ်ဟာလောဘတွေနဲ့အဖြစ်များသလားဒေါသတွေနဲ့အတွဲများနေသလားမောဟတွေနဲ့အတွဲများသလားအဲ့တော့လောဘဒေါသဆိုတာကိုယ်ရင်ထဲမှာအမြဲဖြစ်နေတာမဟုတ်တော့မကြမကြလာတွဲတာဆိုတာထင်ရှားတယ်ပေါ့ကိုယ်အဝတ်မှာဖြူစင်အောင်ဖွတ်ထားတဲ့အဝတ်ကလေးဟာအမြဲတမ်းနွမ်းနေတာမဟုတ်ဘူးနွမ်းနေတဲ့အညစ်အကြေးဟာပြင်ဘက်ကလာတာဖြစ်တယ်ပေါ့ထို့တူပဲစိတ်ထဲကလည်းပဲလောဘအမြဲဖြစ်နေတာမဟုတ်သည့်အတွက်ကြောင့်လောဘဟာအကြောင်းတိုက်ဆိုင်မှာပေါ်လာတာဖြစ်လို့ဒါအညစ်အကြေးတစ်ခုလို့မှတ်ရမှာဖြစ်တယ်ဒေါသဆိုတာလဲအာယုန်တစ်ခုနဲ့ပတ်သက်လာပြီးတော့အသင်တင်နှလုံးမသွင်းတတ်လို့ဒေါသဖြစ်เสียအာယုန်နဲ့တွေးတဲ့အခါမှာဒေါသဖြစ်လာတယ်ဒါလည်းစိတ်ရဲ့အညစ်အကြေးလို့ခေါ်တာမောဟဆိုတာဆင်ញင်သုံးသပ်ရမယ့်အချိန်မှာဆင်ញင်သုံးသပ်နိုင်စွာမရှိဘူးဆုံးဖြတ်နိုင်စွာမရှိဘူးဆိုတဲ့အခါမှာမောဟဆိုတာဝင်လာတာဖြစ်တယ်အဲ့တော့မောဟဆိုတာလေအပြင်ကလာတဲ့ရောက်လာတဲ့အရာသားလည်းဖြစ်တယ်လူရဲ့ခန္ဓာကိုယ်မှာရောက်လာတဲ့အညစ်အကြေးတွေဟာပြင်ပကနေပြီးကိုယ်ကိုရောက်လာတာဖြစ်တယ်ထို့တူပဲစိတ်ရဲ့အညစ်အကြေးတွေဟာလည်းပဲယမယံခပေါ်လာတာတွေဖြစ်လို့အဲ့ဒါတွေကိုရှင်းပြတာကမ္မထာတရားအထုတ်ခြင်းပဲဒီလိုဆိုတာ